ကဲဖြစ်တော့မယ်ပေါ့ဗျာနော်ထုံးစံအတိုင်းဖြစ်ချင်တတ်မှတ်လိုက်မယ်ဗျာစက္ကန့်40ပေါ့ဗျာနော်ကဲချိန်လက်မအောင်ဗျာနော်ဒီမှာဗျာနော်ဒီကနေ့ကတော့တစ်တော့မိတ်ဆွေပေါ့ဗျာနော်ဘကိုးကညီလေးတယောက်ကမော်ထဲမှာဝယ်ထားတဲ့ကြောက်ကိုကျေးဇူးပြုပြီးမှဖြတ်ပေးပါဆိုတော့ကြောက်ဖြက်ချင်းဆိုင်ရာဝန်ဆောင်မှုပေးတာပေါ့ဗျာနော်ဒီကြောက်လေးကဝယ်ရင်းစေးရတော့9ရိန်းနီးနီးဗျာနော်အမှန်တိုင်းပြောရင်ဒီကြောက်ရဲ့ဝယ်ရင်းစေးကသူ့ဘက်ကိုယ့်ဘက်မျှတယ်ဆိုတဲ့အနေထားပေါ့ဗျာနော်ဒီကြောက်ကိုဒီတိုင်းရောက်ရင်လည်းလက်ကီပါပါရနိုင်တယ်ပေါ့ဗျာနော်ဒီရဲ့ရန်ကောင်းမဲနေတဲ့နေရာကိုကွမ်ချက်ထိုးလိုက်ရင်လည်းမြက်နိုင်တဲ့အနေထားမျိုးရှိတယ်ပေါ့ဗျာနော်ပြောရရင်တော့အမြင်အတိုင်းမှာလက်ကီဖြစ်နိုင်တဲ့ကြောက်လေးပေါ့ဗျာနော်ဟုတ်ကဲ့ထက်ကြည့်မယ်ပေါ့ဗျာနော်ခဏနေမီးထိုးပြမယ်ပေါ့ဗျာနော်ကြောက်လေးကတော့မဆိုးဘူးဗျသူ့ဟာလေးနဲ့သူလာတယ်ဗျဘာလို့ရမလဲဆိုအပွင့်ခေါင်းရမှာပေါ့ဗျာနော်မဖြစ်မနေပထမလမ်းကတော့ဒီအနာကြီးအတိုင်းပိုင်းရမှာပေါ့ဗျာနော်အနာပိုင်းပြီးမှဖက်လာတဲ့အနာပေါ်မူတည်ပြီးမှဒီကလန်းကိုပြန်ပြီးလိုက်ရမှာပေါ့ဗျာနော်ပြောရရင်အပွင့်လိုက်ရမယ်ကြောက်ကလေးပေါ့ဗျာနော်ကဲမီးထိုးပြမယ်ဗျာနော်ဒီမှာဗျစီးလေးဆွဲထားရပေါ့ဗျာနော်စီးရတော့အနာရဲ့ဘေးကိုကပ်ပြီးမှဆွဲထားပေါ့ဗျာနော်ဒီအနာတိုင်းဖြတ်လိုက်လို့ရှိရင်ဝါလူတွေတန်ကြီးတွေကဒီဘက်ကအနာကိုမမြင်စေဘူးပေါ့ဗျာနော်အဲ့ဒါကြောင့်အသားအနေငယ်ပါအောင်ဖြတ်ထားတာပေါ့ဗျာနော်အဲ့ဒါမှဒီဘက်ရဲ့အနာလမ်းကြောကိုကြည့်ပြီးမှနောက်ထပ်တလန်းလိုက်ရမှာပေါ့ဗျာနော်အဓိကအားဖြင့်အပွင့်ကိုခေါင်းရမှာပေါ့ဗျာကြောက်တာကတော့ရပြီသားပေါ့ဗျာနော်သူ့မှာအနတူလေးတွေတော့အပြင်ပန်းမှာအနှဲငယ်တွေ့တယ်ပေါ့ဗျာဒီကောင်ရင့်သွားတော့ဒီအနတူတွေကမဝင်ဘူးလို့ယူဆရတဲ့အနေထားပေါ့ဗျာနော်အပွင့်တပွင့်ရရင်တော့မစိုးပေါ့ဗျာနော်ဒီရဲ့အဖက်ကိုတော့ခွာရမှာဗျာနော်ဒီအဖက်ကဒီလိုလေးလာတာပေါ့ဗျာနော်ဒီလိုလေးလာတာပေါ့ဒီရဲ့ကြောက်ကိုပြန်လဲသုံးတိုက်ရလို့ရှိရင်တော့ကြောက်တွေကအထိုင်လာတယ်ရုပ်ထွက်လာတယ်ဆိုပြီးမှနှမျိုးရှိတယ်ဗျာနော်ဒီကြောက်ကတော့အထိုင်အားဖြင့်တော့တန်ပါဗျာဒါပေမဲ့ရုပ်ထွက်ကတော့လာတယ်ပေါ့ဗျာနော်ဒီလိုကြောက်မျိုးကရုပ်ထွက်ကလာတယ်လို့တတ်မှတ်လို့ရတာပေါ့ဗျာနော်ကဲဒီကနဲ့ဖြက်ကြည့်အောင်ပေါ့ဗျာနော်အင်းဆုံးမီးထိုးပြမယ်ဗျာနော်ဒီမှာကကြောက်စီကြောက်သားရင်းတဲ့နေရာဒီနေရာပေါ့ဗျာနော်ဒီနေရာလေးကိုကွမ်ချက်ထိုးလိုက်လို့ရှိရင်ဝရင်းစေးမဆိုးဘူးလို့ပြောလို့ရတာပေါ့ဗျာနော်လက်ကီဖြစ်နိုင်တဲ့ဘိုင်းတေအနေထားရှိတာပေါ့ဗျာနော်ကြောက်ပိုင်ရှင်ကတော့မဖြစ်မနေဖြတ်မယ်ဆိုတဲ့အနေထားဆိုတော့ကိုကဖြတ်ပေးရမှာပေါ့ဗျာနော်သူ့ရဲ့အစီကိုကျွန်တော်ခဲဝိုင်းပြမယ်ဗျာနော်ဒီမှာဗျဒါကတော့ခဲဆွဲထားတဲ့ area ပေါ့ဗျာနော်ဒီ area ကိုကွမ်ချက်ထိုးလိုက်ရင်ကြောက်သားမဲပြီးညှို့ပြီးတက်လာမှာပေါ့ဗျာနော်အဲ့လိုထင်အနေထားမျိုးရောင်းလို့ရှိရင်လက်ကီဖြစ်နိုင်တဲ့အနေထားပေါ့ဗျာနော်ဒါပေမဲ့မဖြစ်မနေဖြတ်မယ်ဆိုတော့ဖြတ်ရမှာပေါ့ဗျာနော်ကြက်ဖြတ်ကြည့်အောင်ဗျာနော်ကဲဖြတ်တော့မယ်ပေါ့ဗျာနော်ထုံးစံအတိုင်းဖြတ်ချင်တတ်မှတ်လိုက်မယ်ဗျာစက္ကန့်40ပေါ့ဗျာနော်စက္ကန့်40အောက်ဆိုရင်တော့ကြောက်သားရော့မယ်ပေါ့ဗျာနော်စက္ကန့်40ကိုကြော်ရင်ကြော်တော့ကြောက်သားတင်းမယ်ပေါ့ဗျာနော်ကဲချိန်လက်မအောင်ဗျာနော်အချိန်ကတတ်မှတ်ချိန်ထဲတော့ညော့တယ်ပေါ့ဗျာနော်အချိန်ကိုတိတ်အားမြောက်ပါဒါပေမဲ့အနာဘေးဆိုတော့အနာဆွေးတာပါကောင်းပါနိုင်တယ်ပေါ့ဗျာနော်ကြည့်အောင်ဗျာမောက်ကွက်တယ်ပေါ့ဗျာနော်ဒီအနာကြောကိုပါပါလေးပုတ်ကြည့်မယ်ပေါ့ဗျာနော်
ကောင်းဒီလိုအနာကိုမဖြစ်မနေပုတ်ထုတ်ရမှာပေါ့ဗျာနော်ကျောင်းကအတက်ဖြူဖြစ်သွားပါဗျာနော်ဟုတ်ကဲ့ကျောင်းကမဆန်းဘူးပေါ့ဗျာနော်အတက်ဖြူဖြစ်သွားပါဗျာနော်ပြောရရင်တော့လစ်ပြီပေါ့ဗျာနော်ဒီမှာဗျပြောရရင်တော့ကြောက်ကလေးကတော့လစ်သွားပြီဗျာနော်သူကတားလာဆုံးနေရာဒီနေရာဗျာနော်ဒါပေမဲ့သူကအတက်ဖြူဖြစ်သွားဗျာစမ်းတာပါလေးလားစမ်းတာပေါ့ဗျာနော်ဒီပါဗျသူရတာဒီနာတိုင်းတပားပြန်ပုတ်ကြည့်မယ်ဗျာနော်ဒီနာတိုင်းပုတ်ကြည့်အောင်ကြောက်ကမဲမလာပဲနဲ့ရိုးသွားပါဗျာနော်အသားရိုးသွားဗျာအသက်ဖြူဖြစ်သွားဗျာနော်အလားဆုံးနေရာကိုအနာပါပုတ်တာပေါ့ဗျာနော်ဒီဘေးကနာတိုင်းပြန်ခွာကြည့်အောင်ဗျာနော်အောက်မှာလည်းအနက်တူနှချောင်းထက်လာတာပေါ့ဗျာနော်
ဒီမှာဗျဒါကအလှဆုံးနေရာပေါ့ဗျာနော်အလှဆုံးနေရာကိုလှုပ်ရင်တော့ဘာမှမရတဲ့အနေထားမျိုးပေါ့ဗျာနော်ဒါထင်ပဲဗျအနာဟိုးထဲထိစိုက်သွားပေါ့ဗျာနော်ဒီဘက်မှာကြည့်လဲအသက်ဖြူပေါ့ဗျာနော်ပြောရရင်တော့အသားရိုးတဲ့အနေထားပေါ့ဗျာနော်ပြောရရင်တော့ဒီကြောက်ကလေးဒီလဲ100 ရာခိုင်နှုန်းခန့်သွားပြီပေါ့ဗျာနော်ဒါသူ့ရဲ့အသားအပူစပေါ့ဗျာနော်ဘေးမှာတော့လိုက်ဖြက်ကြည့်တယ်ပေါ့ဗျာနော်ဒါပေမဲ့သူလည်းမရောက်ပေါ့ဗျာပြောရရင်တော့သူကအသက်ဖြူဖြစ်သွားဗျာနော်ဟုတ်ကဲ့အလုံးစုံကန်သွားပြီပေါ့ဗျာနော်ဘာမှလှုပ်လို့မရတဲ့အနေထားရောက်သွားပေါ့ဗျာနော်